皆さんこんにちは。ဒီနေ့ကတော့ Star ပု္ပ္ပစာဖြည့်နည်းလေးကိုလာပြီးတော့မျှဝေပေးရဖြစ်ပါတယ်။ဒီကယ်လို့လွယ်လို့ထင်တဲ့သူတွေကတော့ကြော်ဝါလို့ရပါတယ်။ Star ပု္ပ္ပစာဖြည့်တဲ့ခါကျရင်အဖြေရှာရတာတော်တော်နဲ့မတွေ့ဘူးဆိုတဲ့သူတွေကတော့ဆက်ကြည့်ပေးပါ။အကျိုးရှိမယ်လို့တော့ယုံကြည်ပါတယ်။じゃあ始めましょう။ပထမဆုံးတစ်ချက်ကကြတော့ Star ပု္ပ္ပစာဖြည့်တော့မယ်ဆိုရင်ပေးထားတဲ့ရွေးချယ်ရမယ့်စကားလုံးတွေကိုအရင်ဖတ်မယ်။ဒီလိုမျိုးပေါ့နော်လေးလုံးပေးထားတယ်အဲ့လေးလုံးတွေကိုအရင်ဆုံးဖတ်ကြည့်မယ်တကယ်လို့အပေါ်ကိုမိကုန်းကိုဖတ်ကြည့်လိုက်လို့ပေါ့နော်မသိတဲ့စကားလုံးပါလာနေဘာမှစဉ်းစားနေစရာမလိုဘူးတွေ့ဝင်နေစရာမလိုဘူးအဖြေလေးလုံးကိုပဲပေါ့နော်ပေးထားတဲ့ဒီအဖြေလေးလုံးကိုပဲအရင်ဆုံးဖတ်ကြည့်မယ်တကယ်လို့အဲ့လေးလုံးကိုဖတ်ပြီးသွားပြီဆိုရင်နောက်တစ်ချက်လောက်အောင်မှာက grammar ပုံစံရှာမယ် grammar ပုံစံအတိုင်းစီစဉ်မယ်ပေါ့နော်ဥပမာバッタ方がいい直しかないဘတ်တေဝဤခဲမဆန်အဲ့လိုမျိုးပေါ့နော်ဒီမှာပတ်တန်လေးတွေအရင်ဆုံးရှာကြည့်မယ်ဥပမာဒီရွေးစရာတွေထဲမှာပေါ့နော်တဖောင်လည်းပါတယ်ဟိုးကဤဆိုတဲ့ဟာလည်းပါတယ်ဆိုရင်အဲ့နှစ်ခုကိုဆက်လိုက်မယ်ပေါ့နော် grammar grammar အနေနဲ့ဘတ်တဟိုးကဤဆိုတဲ့ grammar အတိုင်းပဲအဲ့နှစ်ခုကိုဆင်လိုက်မယ်တကယ်လို့တခြား grammar တွေပါလာရင်အဲ့လိုပုံစံမျိုးပဲပေါ့နော် grammar အဆင်လိုက်ကိုစီစဉ်ကြည့်မယ်အဲ့လိုမျိုးအရင်ဆုံး grammar အတိုင်းစီစဉ်လိုက်မယ်ဆိုရင်ကျန်တဲ့ဟာတွဲရတာကလွယ်သွားမယ်ပေါ့နော်အဆင်ပြေသွားမယ်အဲ့လိုမျိုးပေါ့နော် grammar အတိုင်းစီစဉ်ပြီးသွားပြီစီစဉ်ပြီးတာတော့မှအဖြေကမသိဘူးအဖြေကထွက်မလာဘူးတွေးရဖြစ်နေတယ်ဆိုရင်အဖြေတွဲလို့မရဘူးဆိုရင်စာကြောင်းရဲ့ကွက်လက်ရဲ့ရှေ့ဆုံးနဲ့နောက်ဆုံးမှာထားရမယ့်စကားလုံးကိုရှာမယ်ဒီကွက်လက်ပေါ့နော်ကွက်လက်ထည့်ရမယ်ဒီလေးလုံးနဲ့မှာပေါ့နော်ဒီကွက်လက်လေးခုရှိတယ်ရှေ့ဆုံးနဲ့နောက်ဆုံးမှာထည့်ရမယ့်စကားလုံးကိုအရင်ဆုံးရှာကြည့်မယ်အဲ့တော့နောက်တစ်ချက်ကကြတော့ this တို့ that တို့master နဲ့ဆိုရင်ဒါကနောက်ဆုံးစာကြောင်းဆိုတာနောက်ဆုံးမှထားရမယ့်စာကြောင်းဆိုလူတိုင်းသိရပေါ့နော်အဲ့ဒါတွေပါလာပြီဆိုရင်နောက်ဆုံးမှအရင်ဆုံးထည့်လိုက်မယ် Okay အဲ့ဒီအဆင်ပြီးသွားပြီဆိုရင်နောက်တစ်ချက်က particle ရှာမယ် particle ဆိုတာက wa တို့ ga တို့ ni တို့de တို့ပေါ့နော်အဲ့ဒါတွေဖြစ်တယ်အဲ့တော့အဲ့ဒီ particle တွေကိုအရင်ဆုံးရှာမယ် ni de ho ဆိုတဲ့စကားလုံးတွေပါလာရင်အဲ့ဒီစကားလုံးတွေရဲ့အရှိမ noun ရှိတယ်ပေါ့တကယ်လို့ wo တို့ ga တို့ပါလာရင်အဲ့ဒီဟိုတွေကရဲ့နောက်မှာကျတော့ဗတ်လိုက်မယ်နော်ဥပမာရှီကာကိုနိုရီမတ်အခုတော်တော်နာမည်ကြီးနေတဲ့ဒီတမင်ကိုစီးမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အရင်ဆုံးဆင်ကြည့်လိုက်မယ်ပထမဆုံးနောင်ဟိုရဲ့ရှေ့မှာနောင်လိုက်တယ်နော်ဒီဟိုရဲ့အနောက်မှာကျတော့ဗတ်လိုက်တယ်ရှီကာကိုနိုရီမတ်အဲ့လိုပုံစံမျိုးပဲပေါ့နော်အလွယ်ကူဆုံးအရင်ဆုံးဆင်ကြည့်မယ်grammar အတိုင်းစီစဉ်ကြည့်မယ်ပေါ့နော်နောက်ထပ်အခြေခံသိထားရမယ့်ဟာက adjective နှစ်ခုပါလာရင်ပေါ့နော်တဲ့ဖောင်ပြောင်းထားတဲ့ adjective ကိုရှေ့မှာထားမယ်ဥပမာဝိရှကတဲ့တို့ရာဆွေအဲ့နှလုံးကပါလာတယ်ဆိုရင်ခုတဲ့ပါတဲ့ဟာကိုရှေ့မှာထားမယ်ဝိရှကတဲ့နော်ခုတဲ့ပြောင်းထားတဲ့ဟာတဲ့ဖောင်ပြောင်းထားတဲ့ဟာကိုရှေ့မှာထားမယ်နောက်တစ်ခုသိထားမှာက adjective ရဲ့နောက်မှာ noun လာမယ် no ရဲ့ရှေ့နဲ့နောက်မှာက noun လိုက်မယ်နောက်တစ်ခုက plain ဖောင်နေရဲ့နောက်မှာ noun လိုက်မယ်နော် noun လိုက်တာအများကြီးပဲနော်နောက်တစ်ခုကくださいとしまいますと置きますとရဲ့ရှေ့မှာကတဲ့ဖောင်လိုက်တယ်ဘတ်တဲ့くださいဘတ်တဲ့しまいますဘတ်တဲ့置きますဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဒါလေးတွေကအခြေခံသိထားပါမယ်အဲ့တော့ဒါလေးတွေမှတ်ထားရင်လည်း N3 ရဲ့ star ပု္ပ္ပစာလေးကိုအတူတူဖြည့်ကြည့်ကြမယ်နော် Okay ဒါဆိုရင် star ပု္ပ္ပစာလေးဖြည့်ကြည့်မယ်နော်အဲ့တော့ star ပု္ပ္ပစာဖြည့်ပြီးဆိုတာနဲ့အရင်ဆုံးဒီမှာပါတဲ့ပေးထားတဲ့အဖြေလေးခုကိုဖတ်ကြည့်မယ်ဖတ်ကြည့်ပြီးတဲ့ခါကျရင်ကိုသိတဲ့ grammar ပါလားပါတယ်ဆိုရင် grammar တိုင်းစီစဉ်ကြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာကဒါကေတဲ့နက်ဆိုတဲ့ grammar ပါနေတယ်ပေါ့နော်နောင်ဒါကေတဲ့နက်နာနီမို့ပေါ့နော်အဲ့တော့နောင်ဒါကေတဲ့နက်ဒါကေတဲ့နက်ရဲ့ရှေ့မှာကနောင်လိုက်ဖို့အသေးကြတယ်ပေါ့နော်အဲ့တော့ရှေ့မှာကနောင်နဲ့ဆက်မယ်တကယ်လို့ဒီအဖြေကဒီဟာပေါ့နော်ဒီစာကြောင်းကိုကြည့်လိုက်တာနဲ့ grammar ရတဲ့သူဆိုရင်တန်းပြီးတော့အဖြေထည့်လိုက်လို့ရတယ်ဒါပေမဲ့grammar မရတဲ့သူကဘယ်လိုစဉ်းစားရမလဲဆိုတော့ဒါခေတဲ့နောက်ခုဆိုတော့နောင်ဒါခေတဲ့နောက်ခုဆိုတော့သူအရှိဆုံးကနေလာမယ်ပေါ့နော်ဒီရှေ့မှာနောင်ခိုးကြီးဆိုတဲ့နောင်ရှိတယ်ဆိုတော့ခိုးကြီးဒါခေတဲ့နောက်ခုရဲ့နောက်မှာလည်းနောင်လိုက်မယ်ဆိုတော့နောင်ရှာကြည့်မယ်နော်နောင်ကိုရှာကြည့်လိုက်တော့ spaghetti ဆိုတာရှိတယ်လျိုရီမို့ဒါလည်းနောင်ဆိုပေမဲ့မို့ကကတ်ထားရဆိုတော့တိတ်အဆင်မပြေဘူးပေါ့နော်အဲ့တော့နောင်တက်ကိုပဲထည့်မယ်ဒါခေတဲ့နောက်ခုရဲ့ဒါ grammar ပါလာတာပေါ့နော်ဝီဒါခေတဲ့နောက်スパゲティなどのこれ1料理も美味しいဆိုတော့ဖြေနေရမှာက star နေရာမှာလေးကနံပါတ်1ဖြစ်တယ်ပေါ့နော်အဲ့တော့1ကိုရွေးလိုက်ပါမယ်